အာယုံကြောအားနေတဲ့အခါမှာခန္ဓာကိုယ်မှာတွေ့ရတတ်တဲ့လက္ခဏာ9ချက်ကိုဒီဗီဒီယိုဖိုင်လေးမှာပြောပြပေးမှာဖြစ်ပါတယ်ရှင်။နံပါတ်1ကပါလဲဆိုရင်အာယုံကြောအားနေလာပြီဆိုရင်တော့အစွန်အပြားခြေပြားလက်ပြားထုတ်ကျင်တာကိုခံစားရနိုင်တယ်။နံပါတ်2ကတော့ပိုချမ်းတက်တာပေါ့နော်။တာမန်ရာသီဥတုအခြေအနေမှာတော့ခိုက်ခိုက်တုံအောင်ချမ်းနေတာမျိုးတွေခြေပြားလက်ပြားတွေအေးဆက်ပြီးတော့မှတက်ဆက်ဆက်တုံရီနေတာမျိုးတွေခံစားရနိုင်တယ်။နံပါတ်3ကကျတော့အုံနောက်လှုပ်ဆောင်ချက်တွေကမောက်ကမဖြစ်တာပေါ့နော်။စိတ်ဖိစီးလာတာမျိုးတွေစိတ်တွေရှုပ်ထွေးလာတာမျိုးတွေစိတ်တွေမကြည်မလင်ဖြစ်လာတာမျိုးတွေအာယုံစူးစိုက်လိုက်တာနဲ့အာယုံစူးစိုက်မှုတွေလျော့နေလာတာမျိုးတွေသတိခဏခဏမေ့လာတာမျိုးတွေခံစားရနိုင်နေပေါ့နော်နံပါတ်4ကကျတော့ခန္ဓာကိုယ်အားနေတာခန္ဓာကိုယ်အားနေလာတာနဲ့အမျှလမ်းကောင်းကောင်းလျှောက်လို့မရတော့တာပေါ့နော်လမ်းလျှောက်တဲ့အခါမှာတုံဆိုင်နေဖြစ်တာအကြောတွေအားနေလာတာအကြောအားနေလာတာနဲ့အမျှခြေတုံတာတွေလက်တုံတာတွေပစ္စည်းကင်ရင်မမြဲတာမျိုးတွေခဏခဏလွတ်ကျလာတာမျိုးတွေခံစားရနိုင်နေပေါ့နော်နံပါတ်5ကကျတော့ဒီလိုမျိုးနှက်ခမ်းတွေရှာတွေပါးစပ်တွေမှာအနာပေါက်လာတာမျိုးတွေခံစားရနိုင်တယ်နံပါတ်6အချက်ကကျတော့ဒီလိုမျိုးစားမဝင်တာမျိုးတွေညဘက်တွေမှာကောင်းကောင်းအိတ်မပြောတာမျိုးတွေအစာမကြေရင်ပြည့်ရင်ကဲဖြစ်တာမျိုးတွေစီဝမ်းမှန်မှန်တော့တာမျိုးတွေစီဝမ်းမထိန်နိုင်တာတွေဒီလက္ခဏာတွေကဆိုရင်အာယုံကြောအားနေတဲ့သူတွေမှာမကြာခဏတွေ့ရတတ်တဲ့လက္ခဏာတွေနံပါတ်9အချက်ကကျတော့နှလုံးခုန်နှုံးမြန်တာပေါ့နော်နှလုံးခုန်နှုံးမြန်တာကလည်းအာယုံကြောအားနေတဲ့သူတွေမှာတွေ့ရတတ်တဲ့အခုပြောပြပေးတဲ့လက္ခဏာ9ချက်ဟာဆိုလို့ရှိရင်အာယုံကြောအားနေလာပြီဆိုရင်ခန္ဓာကိုယ်မှာတွေ့ရတတ်တဲ့လက္ခဏာ9ချက်ပဲဖြစ်ပါတယ်ရှင်ကိုတိုင်ကရောအာယုံကြောအားနေတဲ့ဝေဒနာကိုခံစားနေရလားအာယုံကြောတွေအားနေပြီးတော့မှအစွန်အပြားခြေပြားလက်ပြားထုတ်ကျင်တာမျိုးတွေညာဘက်တွေမှာကောင်းကောင်းအိပ်မပြောတာမျိုးတွေစက်ကြောနောက်ကြောတွေထိုးပြီးတော့မှတက်နေတာမျိုးတွေအာယုံစူးစိုက်လိုက်တာနဲ့သတိခဏမေ့လာတာမျိုးတွေခေါင်းတွေမူးလာတယ်ခေါင်းတွေအုံခဲလာတယ်ခေါင်းတွေချလဲအောင်မူးနေတယ်ဆိုတဲ့သူတွေအကြောတွေအားနေပြီးတော့မှကြွက်တာတွေအားနေပြီးတော့မှလမ်းကောင်းရှောက်လို့မရတော့တာမျိုးတွေမတ်တက်ကြရက်လို့မရတော့တာမျိုးတွေအထိုင်အထတွေမကောင်းမှုဆိုတဲ့သူတွေဒူးနာတယ်ခါနာတယ်ပေါ့နော်ဒီလိုဝေဒနာတွေခံစားနေရတယ်စေးပေါင်းလဲစုံနေပြီးထိထိရရောက်နဲ့တက်တာတာမျိုးမရှိဘူးဆိုရင်တော့စုလိုက်အမြဲပြောနေတဲ့သွေးလက်ပတ်မှုနဲ့အာယုံကြောစနစ်ကိုအထူးကောင်းမွန်စေတဲ့မိမိစင်လေးကိုမိဝဲပေးလို့ရတယ်သူကတနေ့ကို3ချိန်မိဝဲပေးမယ်ဆိုရင်အာယုံကြောကိုအားကောင်းစေတဲ့ညာဘက်တွေဆိုရင်ကောင်းကောင်းအိပ်ပျော်စေတဲ့ထုံနာကျင်နာဝေဒနာကိုလည်းအမှန်တကယ်တက်တာစီမှာဖြစ်ပါတယ်ရှင်